AGI ခက်ကကျွန်တော်တို့ထင်သားတာတွေအများကြီးပုံနီးကပ်လာနေပါပြီ OpenAI ရဲ့ GPT-5 က Internet Testing အဆင့်ကိုရောက်နေပြီ Meta ကလည်း AGI level နီးပါးရှိတဲ့ Llama 4အလကားပေးလိုက်ပြီဒါတွေမကသေးဘူးကွန်ပျူတာရဲ့နှလုံးသားထဲအထိ AI တွေတိုက်ရိုက်ဝင်ရောက်နေရယူမဲ့အချိန်ရောက်လာပါပြီမယုံနိုင်စရာကလည်း Quantum Computing နဲ့ EV battery အကြောင်းတွေအပါဝင်ကဘာကြီးကိုလုံးဝပြောင်းလဲပေးမဲ့ဒီနေ့ရဲ့အကြီးမားဆုံး Tech Update တွေကိုအခုပဲကြည့်လိုက်ရအောင်ဗျာအားလုံးပဲမင်္ဂလာပါ2026ခုနှစ်မေ7ရက်ဒီနေ့အတွက် Tech News တွေကိုစူးစီးတင်ဆက်ပေးမဲ့ Technobyte မြန်မာ Channel ကနေကြိုဆိုပါတယ်မိတ်ဆွေက AI ရဲ့နောက်ဆုံးရည်စည်းကြောင်း Software Development နဲ့အနာဂတ်နည်းပညာတွေကိုမျက်ခြေမပြတ်ကြည့်ချင်တဲ့သူဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတော့ပါပဲပထမဆုံးသတင်းအနေနဲ့ AI လောကရဲ့အကြီးမားဆုံးပြောင်းလဲကြည့်အောင် OpenAI ကသူတို့ရဲ့နောက်မျိုးဆက်သစ် multi-model ဖြစ်တဲ့ GPT-5 Orion ကိုတွင်နေပြီးဆုံးသွားလို့ Red Teaming နဲ့ Safety Alignment တွေစတင်လှုပ်ဆောင်နေပြီလို့သတင်းထွက်လာပါတယ် Reasoning နဲ့ Problem Solving မိုင်းမှာရခိုင် model တွေတစ်ဆိုင်ကပုံမအားကောင်းလာမယ်ဒီကောင်က Automation လောကောင်အလုံးစုံပြောင်းလဲပြတော့မှာပါဒါပေမဲ့ Meta ကလည်းငြင်းမနေပါဘူး Complex Reasoning တွေမှာ AGI နီးပါးစွမ်းဆောင်နေတဲ့ Llama 4ကို Open Source AI model ဖြစ်အခမဲ့စတင်ဖြန့်ချိလိုက်ပါပြီ Enterprise တွေနဲ့ AI developer တွေအတွက်တော့အဆင့်မြင့် AI application ကိုကုန်ကြစေတတ်တာစွာနဲ့တိစောက်နိုင်ပဲရွှေကြီးကိုရောက်လာတာပါပဲဒီလို AI တွေစွာကြီးလာတာနဲ့အမျှစီးမြင့်တွေကလည်းတင်းကျပ်လာပါတယ်ယနေ့ကစပြီး EU AI Act အောက်မှာလူရဲ့ထိန်းချုပ်မှုမပါဘဲလှုပ်လို့နိုင်တဲ့ autonomous AI agents တွေအတွက်လုံခြုံရေးနဲ့စောင့်ကြည့်မှုဆိုင်ရာစီးမြင့်တွေအသက်ဝင်လာပါပြီတက္ကမတီကြီးတွေ compliance framework တွေကိုအမြန်ဆုံးပြင်ဆင်ရတော့မယ့်အချိန်ပါပဲအခု hardware ဘိုင်းကိုသွားရအောင် Microsoft က Copilot Plus PC ecosystem မှာ Windows 11ရဲ့ကနေတွေကို AI processing တိုက်ရိုက်ထည့်ပေါ်လိုက်ပြီဒါဘာနဲ့တူလဲဆိုတော့စားတောက်ဆိုင်ကနေ delivery မှာစားနေရတဲ့ cloud based အဆင့်ကနေကိုယ်အိမ်ထဲမှာပဲ master chef တယောက်အမြင်ရှိနေတဲ့ local based AI အဆင့်ပြောင်းလဲသွားတာပါ internet မလို့ပဲလောစွာမြန်ဆန်တဲ့ AI experience ကိုလုံးကြုံစွာနဲ့ရရှိတော့မှာဖြစ်ပါတယ်ဒီ AI တွေ run နိုင်ဖို့ hardware အသစ်တွေကလည်းစမ်းချိန်တင်ထွက်ပေါ်လာပါတယ် Nvidia ကသူ့ရဲ့ Blackwell စက္ကန့်သူ Rubin architecture GPU ကိုပတ်ကိုထုတ်ပြလိုက်ပြီ HBM4 memory နဲ့ LLM training ကိုအဆမတန်မြင့်တင်ပြီးတော့မှာပါ TSMC ကလည်း AI နဲ့ mobile computing တွေအတွက်အဆုံးအရေးပါတဲ့ 1.4 nanometer processor တွေကိုစီးပွားရေးဖြစ်စတင်ထုတ်လုပ်နေပြီဖြစ်သလို Samsung ကလည်း data သိမ်းဆည်းမှုပမာဏကိုနှစ်ဆမြင့်တင်ပြီးကမ္ဘာပထမဆုံး400 layer VNAND flash memory ကိုမိတ်ဆက်လိုက်ပါပြီဒါတွေပြင်အနာဂတ်ကိုကြိုးရောက်သွားစေမယ့်သတင်းလေးခုရှိပါသေးတယ် Google Quantum AI အဖွဲ့ဟာ error corrected logical qubit အရေးအတွက်ကိုစံချိန်တင်တိုးချဲ့နိုင်ကြလို့ fault tolerant quantum computing ခေတ်ကိုတရားဝင်ကူးပြောင်းနိုင်ခဲ့ပါပြီဒါကြောင့်မလို့လေ NIST က American အစိုးရ system တွေအားလုံးမှာ future quantum attacks တွေကိုကာကွယ်ဖို့ post quantum cryptography PQC standard တွေကိုမဖြစ်မနေအသုံးပြုဖို့ညွှန်ကြားလိုက်တာပါနှစ် Google DeepMind က protein တွေရဲ့အပြန်အလှန်တုံ့ပြန်မှုကို real time တွက်ချက်ပေးနိုင်တဲ့ AlphaFold 4ကိုမိတ်ဆက်လိုက်ပါတယ် drug discovery လုပ်ငန်းစဉ်တွေကိုနှစ်ချီကြာရာကနေလအနည်းငယ်အတွင်းကိုလော့ချပေးလောက်မှာပါ 3. AWS ကသူတို့ရဲ့ global infrastructure တစ်ခုလုံးမှာ zero trust architecture ကို default standard အဖြစ်ပြောင်းလဲသတ်မှတ်လိုက်လို့ cloud computing လုံခြုံရေးအတွက်အကြီးမားဆုံးအဆင့်မြင့်တင်မှုဖြစ်လာပါတယ် 4. Toyota နဲ့ Panasonic တို့ပူးပေါင်းပြီး1000 watt hour per kilogram energy density ရှိတဲ့ solid state EV battery တွေကိုစီးပွားဖြစ်စတင်ထုတ်လုပ်နေပါပြီ range anxiety ခရီးမရောက်မှာစိုးရိမ်ရတဲ့ပြဿနာနဲ့အားသွင်းခြင်းကြာမှုမှုတွေကိုအပြီးတိုင်ဖြေရှင်းပေးမယ် global auto industry ရဲ့အကြီးမားဆုံးအပြောင်းအလဲပါပဲ content creator ဒါမှမဟုတ် developer တယောက်ဆိုရင် Llama 4လို့ open source တွေကြောင့်ကုန်ကြစည်မရှိပဲအဆင့်မြင့် AI tools တွေကိုကိုယ်တိုင်ဖန်တီးအသုံးပြုနိုင်နေပါပြီ Copilot Plus PC နဲ့ GPT-5 ရဲ့စွမ်းဆောင်ရည်တွေကနေ့စဉ် workflow နဲ့ video production တွေကိုရခင်က30လောက်ပုံမြန်ဆန်အောင်ကူညီပေးတော့မှာပါနည်းပညာဆိုတာကြောက်စရာမဟုတ်ပါဘူးကိုယ့်ရဲ့ productivity ကိုမြင့်တင်ဖို့အကောင်းဆုံးလက်နက်တစ်ခုပါအရေးကြီးတာကဒီ line လုံးကြီးပေါ်မှာမိတ်ဆွေဘလို့ like စီးမလဲဆိုတာပါပဲဒီညီတင်ဆက်မိခဲ့တဲ့သတင်းတွေကဘယ်နည်းပညာကမိတ်ဆွေတို့အံ့ဩမှုအဖြစ်စီဆုံးလဲ GPT-5 လား solid state battery လားဒါမှမဟုတ် local AI လားကိုယ့်မဲ့မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးဒီလိုကဘာကြီးကိုပြောင်းလဲစေမဲ့ tech ယူတွေ AI tutorial တွေနဲ့ social media strategy တွေကိုအမြဲတမ်းမချေမပြတ်သိကျင်နေဆိုရင်တော့ Technobyte MMO အခုပဲ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ကောင်းမွန်တဲ့နည်းလေးတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျနောက်ထပ်နည်းပညာသတင်းထူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်